ကျွန်တော်တို့ဒီကမ္ဘာသမိုင်းရဲ့တော်လှန်ရေးတွေမှာရောနောက်အဖွဲ့အစည်းတစ်ခုရဲ့လှုပ်ဆောင်မှုတွေမှာရောပေါ့နော်သဘောတရားဝါရှိတယ်အဖွဲ့အစည်းကတက်နေတဲ့အချိန်ရှိတယ်တန့်သွားတဲ့အချိန်ရှိတယ်ကြားတဲ့အချိန်ရှိတယ်ဆိုတော့ကျွန်တော်တို့ကအဖွဲ့အစည်းတစ်ခုဒါမှမဟုတ်လှုပ်ရှားမှုတစ်ခုကိုဥဆောင်တော့မယ်ဆိုရင်တက်တဲ့အချိန်ကြားတဲ့အချိန်တန့်တဲ့အချိန်ဒါတွေကိုလည်းကျွန်တော်တို့ဥဆောင်မှုပုံကိုယ်တွေကတည်ထားဖို့လိုတယ်ကြားတဲ့အချိန်တက်တဲ့အချိန်နဲ့တန့်တဲ့အချိန်မှာကြားတဲ့အချိန်အတွက်ကြိုပြင်ထားဖို့လိုတယ်အခုကတော်လိုင်းကြီးကကျွန်တော်တို့အကြပိုင်းရောက်နေပြီလို့မြင်ရတယ်။ဘာကြောင့်လဲဆိုတော့ကိုအင်အားစုတွေပဲတော်လိုင်းကြီးကိုဆုံးဖြတ်တာမဟုတ်တော့ဘဲနဲ့ပြင်ပနိုင်ငံကြီးတွေရဲ့အကျိုးစီးပွားတွေပါရောရှက်ပြီးပါလာတော့ရှုပ်ထွေးမှုရှိတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ຫນွေဦးတော်လိုင်းကြီးအောင်မြင်ဖို့အတွက်ဒီ9နှစ်တာကာလကိုသင်ခန်းစာယူပြီးရှေ့မှာအကောင်းဆုံးရှောက်ဖို့လိုတယ်။စီစီလုံးလုံးနဲ့တွားဖို့လိုတယ်။ဒီလိုမှမဟုတ်ဆိုရင်ကျွန်တော်ရှေ့တော်လိုင်းကြီးတွေလိုမျိုးပဲခြေစုံမျိုးသွားပြီးမှအောင်မြင်တာမျိုးဖြစ်တယ်ဆိုဒီတော်လိုင်းကြီးကအရင်ကြီးပါဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဒီတော်လိုင်း9နှစ်ပြည့်မှာမှားကျင်တာကတော့ကျွန်တော်စီစီလုံးရှိပါပြီးတော့မှားခဲ့တဲ့သင်ခန်းစာတွေကိုတွေ့ကြုံသင်ခန်းစာယူပြီးတော့ပြန်ကောင်းအောင်ပြင်ဆင်ပြီးကျွန်တော်တို့ဆက်ချီကြမှာဒါလေနောက်လာမယ့်နှစ်တွေမှာကျွန်တော်တော်လိုင်းအောင်မြင်မှုပန်းတာရောက်မှာဖြစ်ပါတယ်ကျေးဇူးတင်